ကောင်းကျင်ဘိမို့ကတော့မြမရိုးရချိုးပွဲတစ်ခုဖြစ်ပါတယ်အလူအိမ်တွေမှာနဲ့ရှင်ပြုတ်အိမ်တွေမှာရောမင်္ဂလာဆောင်တွေမှာပါချချွေတဲ့မဖြစ်မနေပါရမယ်အချိုးပွဲတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်တို့ရွာရဲ့မနက်ဈေးတွေမှာဆိုလို့ရှိရင်ကောင်းကျင်ဘိမို့ဆိုင်မှာအများတန်းလူကြိတ်ကြိတ်တိုးပါပဲအရန်အရသာရှိတဲ့ချိုးပွဲကိုလောက်ရတာခက်သလားဆိုတော့လောက်ရတာမခက်ပါဘူးโอเคရိုးရိုးရှင်းရှင်းလေးနဲ့ကျွန်တော်တို့အခုလုပ်ပြပေးသွားပါမယ်အရင်ဆုံးလှော်ထားတဲ့နှမ်းမဲပါမယ်အုံဒီတစ်ချမ်းဘိန်းစေးပါမယ်ထောင်းထားတဲ့မကြေတကြေမြေပဲရဲ့ ready made အုံတို့ရေတကူထပ်ပြီးတော့ကြောက်ဖြုံယို brown sugar တကြားညုံနဲ့ကောင်းကျင်မုတ်တို့ပဲဖြစ်ပါတယ်ဒါမျိုးပစ္စည်းတွေကနီးစပ်ရာကုန်စုံဆိုင်မှာအလွယ်တကူဝယ်လို့ရပါတယ်ဟုတ်ကဲ့ပါဝင်ပစ္စည်းတွေကိုကျွန်တော်တို့အသေးစိတ်ပြင်ဆင်မယ်ကြောက်ဖြုံယိုတစ်စိတ်ကို40စိတ်ပြီးတော့အသုံးတတိလေးတွေလှုပ်ထားပေးမယ်ကောင်းကျင်ဘိမုတ်ရဲ့အဓိကတော့ချက်ကကြောက်ဖြုံယိုပါမှပြောရင်လည်းမမှားပါဘူးကြောက်ဖြုံယိုနဲ့အရင်လိုက်ဖက်ပါတယ်ထပ်ပြီးတော့မုံနေတယ်မှနေဖို့အတွက်နဲ့အပေါ်ကနေဖြူပေးဖို့အတွက်အုံဒီကိုဒီလိုလုပ်ပေးပါမယ်ကြားလာတဲ့အုံဒီတစ်ဖက်ကိုဓာတ်နဲ့နှစ်ချမ်းပိုင်အနောက်ကကြောခွန်တွေကိုဓာတ်လေးနဲ့ဖယ်ပေးလိုက်မယ်နော်အပေါ်ကနေလှလှလေးဖြူဖို့အတွက်ကျွန်တော်တို့ဒီလောက်အပြားကြီးအထူကိုယူထားပါတယ်ဒါကတော့မုံနစ်အထည်ကိုတခါတည်းရုံးနေဖို့အတွက်ဖြစ်ပါတယ်။အုံသီးကိုလိုသလောက်ချစ်ထားပြီးပါကမုံနစ်ထက်ဆက်မယ်နော်။ကောင်းကြီးမုတ်ကိုစံကြေခွက်နဲ့၄ခွက်ထမင်းစားဆုံးနဲ့ဆိုရင်အစုံ20လောက်ရှိပါတယ်။တကြားညို့စံကြေခွက်နဲ့တစ်ခွက်ထမင်းစားဆုံးနဲ့ဆိုရင်6စုံ9စုံလောက်ရှိပါတယ်။စားကိုလက်ဖက်ရည်စုံတစ်စုံထည့်ပြီးတော့အနှဲငယ်20အောင်မှွေပြီးရင်အုံတို့ရေတပူးနဲ့ရေအနှဲငယ်ထပ်ထည့်မယ်။ရေကတော့စံကြေခွက်2ခွက်စံကြေခွက်တစ်ခွက်က160မီလီရှိပါတယ်။နှစ်ခွက်ဆိုတော့300မီလီဖြစ်ပါတယ်။ရေ300မီလီကိုတခါတည်းမထည့်ပဲနည်းနည်းချင်းစီထည့်ပြီးတော့မှွေသွားရပါမယ်ကျွန်တော်တို့နယ်တွေဘက်ကြတော့ဒီမုတ်ကိုကောင်းကျင်ဘိမုတ်လို့ခေါ်ပါတယ်ထပ်ဘက်တွေကြတော့ထုံးမုတ်လို့ခေါ်မယ်ထင်တယ်ငွေချင်းတို့ဘက်မှာရောဒီမုတ်ကိုဘယ်လိုခေါ်လဲဆိုတာဘိုးဒုဒအနေနဲ့ comment မှာရေးပေးခဲ့ကြပါဦးโอเคဒီလိုမျိုးမှွေလာလိုက်တာမပြည့်မကျဲအနေထားလောက်ရောက်ပြီဆိုလို့ရှိရင်ရပါပြီထပ်ပြီးတော့အုံသီးနဲ့ကြောက်ဖြုံရိုးကိုထည့်ပြီးတော့မှွေပေးမယ်နော်โอเคမှွေပြီးရင်မုတ်ကိုအဖုံးအုပ်ပြီးတော့နှက်ထားပေးရမယ်နော်အချိန်ကတော့တနာရီနိုင်ခွဲမိနစ်20ကိုအချိန်ရရင်ရသလောက်နှက်ထားပေးလို့ရတယ်နော်ကျွန်တော်တို့ကတော့မိနစ်30ပဲနှက်ထားပေးလိုက်ပါတယ်ဟုတ်ကဲ့နိုင်ပြည့်ပြီဆိုတော့ကျွန်တော်တို့ကြော်ဖို့လုပ်ပါမယ်အရင်ဆုံးထောဘက်စီတကယ်ကိုထဲကြော်တဲ့အခါမှာတတိထားရမှာကမီးကိုပုံမှန်ထက်ပြဖြည်းလေးနဲ့ပဲကြော်ပေးရပါမယ်မုတ်သားရဲ့အထူကလည်းကိုလိုချင်သလောက်အထူသုံးလို့ရပါတယ်ထည့်လို့ရပါတယ်အခုရှိတာကမုတ်သားကအရန်ထူတောင်းမယ်ဆိုလို့ရှိရင်မီးကိုဖြည်းဖြည်းလေးပဲအနည်းဆုံးသုံးရပါမယ်ဒီလိုမှမဟုတ်ရင်အပြင်ကတူပြီးတော့အထက်ကမကျက်တတ်တာမျိုးဖြစ်တတ်ပါတယ်ကျွန်တော်တို့ကတော့ဟင်္ဂတ်ဆုံး3ဆုံးကိုတုံထားပါတယ်မုတ်ဆဆထည့်ပြီးချင်းမှာပဲအရှိမပြင်ဆင်ထားတဲ့အစာပလာတွေကိုထည့်ပါမယ်ပထမဆုံးအနေနဲ့ဖယုံယိုဘိန်းစေးနှမ်းမဲအုံတီတို့ထည့်ပေးမယ်နော်ချစ်တဲ့ချင်းတော့မှာထောက်ဘက်စီမရှိဘူးဆိုလို့ရှိရင်စီနဲ့ပဲသုံးလို့ရပါတယ်စီနဲ့ကြော်လို့ရပါတယ်ကျွန်တော်အနေနဲ့အကြံပြုပေးချင်တာကတော့ထောက်ဘက်စီသုံးတာပို့ပြီးတော့စားကောင်းပါတယ်ပို့ပြီးတော့အနက်ကိုမှုေးစေပါတယ်ထောက်ဘက်လေးအနက်သိန်းလေးနဲ့လုံးဝစားလို့ကောင်းပါတယ်စားပလာတွေထည့်ပြီးရင်အဖုံးအုပ်ပြီးတော့10မိနစ်လောက်မီးကိုပုံမှန်ထည့်ဖြည်းလေးနဲ့ကြော်ထားပေးရပါမယ်10မိနစ်ဆိုတာကကျွန်တော်တို့မုတ်သားကိုဆက်ဆက်ထည့်ပြီးတဲ့အချိန်ကနေစပြီးတော့မိနစ်ကိုမှတ်သားထားရပါမယ်10မိနစ်ပြည့်အောင်9မိနစ်10မိနစ်လောက်ရှိတဲ့အချိန်မှာဒီလိုမျိုးအောက်ကနေလှန်ကြည့်ဖို့เนาะအချိန်လေးโอเคကျွန်တော်ကတော့ဒီလောက်နေထားဆိုရပါပြီတစ်ဖက်ကိုလှန်ပါမယ်တယောက်နဲ့တယောက်မီးဖွင့်ထားခြင်းကလည်းတူခြင်းမှလည်းတူမှာဆိုတော့ခဏခဏလှန်ကြည့်ဖို့တော့လိုမှာပေါ့နော်โอเคနောက်တစ်ဖက်ကိုလှန်ပြီးပြီဆိုတော့ထောဘက်စီကိုကျွန်တော်ထပ်ထည့်ပေးမယ်နော်ကျုံနေရင်းလေးကိုအရင်ကိုစားခြင်းနေပြီပေါ့နော်ထောဘက်အနက်လေးကတော်တော်လေးကိုဆွဲဆောင်မှုရှိနေတော့ထောဘက်ထည့်ပြီးရင်ကျွန်တော်တို့ထောဘက်လေးတွေအရေးပြောအောင်နည်းနည်းလေးဖိလှည့်ပေးလိုက်မယ်နော်ပြီးရင်အဖုံးအောင်ဆဆလှန်ပြီးတဲ့အချိန်ကနေကျွန်တော်တို့10မိနစ်ထပ်ပြီးတော့စားရပါမယ်โอเค10မိနစ်လည်းပြည့်ပြီဆိုတော့ထောဘက်နဲ့တင်းတင်းလေးနဲ့ဒီမှာအရန်ရတာရှိတဲ့ကောင်းကျင်ဘိမုတ်ကိုရှားလာပါပြီအပြင်ကကျုံနေပြီးတော့အတွင်းသားလေးကအီလေးနဲ့ဆိုတော့အရန်နဲ့မှရတာရှိပါတယ်တကယ်ပဲစားကောင်းတာမို့တစ်ခါတော့လိုက်ပြီးတော့လှုပ်ရှားကြပါချစ်တငယ်ချင်းတို့ကျွန်တော်တို့အနေနဲ့ညီကိုတို့ကိုဒီလိုမျိုးအစားအသောက်တွေမျှဝေပေးနေတာကိုကျင်နေပါတယ်နှစ်သက်ပါတယ်နောက်နေ့တွေမှာလည်းဒီလိုမျိုးအစားအသောက်နဲ့ travel blog တွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ YouTube channel Facebook page TikTok account ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ်တစ်ဆက်တည်းမှာပဲညီကိုတို့ရဲ့တငယ်ချင်းတွေညီကိုမောင်နှမတွေဒီဗီဒီယိုကိုတွေ့ခွင့်ရအောင် share သွားလိုက်ပါဦးနောက်ဗီဒီယိုမှာထပ်တွေ့မယ် bye bye